ဒီ TikTok အကောင့်လေးကိုစောက်ဖွင့်ပြီးနဲ့ကိုမိတ်ဆွေလောက်လာတဲ့တငယ်ချင်း follower တွေက9000ကျော်ဖြစ်သွားတဲ့အခါကျတော့ကိုကဆယ်လီလည်းမဟုတ်ဘဲနဲ့ follower လေးတွေ5000ဖြစ်လာပြီဆိုတော့အရန်လဲဝမ်းသာတယ်ကျေးဇူးလဲတင်ပါတယ်ဝင်လာပေးတဲ့မိတ်ဆွေတငယ်ချင်းတွေအားလုံးအတွက်ကလည်းကိုကကောင်းတဲ့အကြောင်းအရာလေးတွေပဲပြောပြခြင်းနေပေါ့နော်မကောင်းတဲ့အကြောင်းအရာလေးကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုမပေးဖြစ်စေခြင်းဘူးအဲ့ဒီတော့မိတ်ဆွေတငယ်ချင်းတွေကိုညီငယ်ညီမငယ်လေးတွေမောင်လေးညီမလေးတွေအတွက်ကိုဘဟုတုတလေးတွေတစ်ခုခုမှမစစ်မပေးနိုင်ဘူးဆိုလို့ရှိရင်ဒီအန်တီကအသက်ကြီးပြီးတော့အချိန်မစီးပါဘူးကိုစီမရေးပဲကိုနားလေတယ်ဘသူ့အတွက်မှအကျိုးရှိတဲ့အကြောင်းအရာတွေမပြောပေးနိုင်ဘူးဆိုလို့ရှိရင်တော့ကိုလက်ပြမလုံးဘူးပေါ့နော်အဲ့တော့မောင်လေးညီမလေးတွေကိုဘဟုတုတလေးတွေရစေခြင်းနဲ့ဒါပေမဲ့ဆရာလုပ်တယ်လို့လည်းအဖြစ်မခံဘူးအဲ့တော့ဆရာလုပ်တယ်လို့လည်းသဘောမျိုးလည်းမကြရအောင်လို့ကိုယ်ငငယ်တော့ငါရေကျေးလိမ်မှကျောင်းလေးတွေတက်ခဲ့ရတယ်ပေါ့နော်ရေကျေးလိမ်မှတင်တန်းကျောင်းလေးတွေတက်ခဲ့ရတဲ့အခါကျတော့တင်တန်းကျောင်းလေးတွေမှာကြပြလေးတွေလင်္ကာလေးတွေတချင်းလေးတွေအဲ့လိုမျိုးလေးတွေတချင်းလေးတွေလုပ်ပြီးတော့တင်ပေးတယ်လေအဲ့လိုတင်ပေးတာလေးတွေကိုအမှတ်တရလေးအနေနဲ့ပေါ့နော်ဘဟုတုတလေးတွေလည်းရအောင်လို့ဆိုပြပေးမယ်ပေါ့နော်ညီငယ်ညီမငယ်တို့ရဲ့ကိုယ်အိမ်တော်ပဲရွေးတဲ့ခါအမျိုးပါတာမတူတဲ့ထိုလူမျိုးကိုမယူနဲ့ထိုလူမျိုးကိုရွေးခဲ့ရင်တာစီမြင့်ဆက်နောင်အစင်ကပြသွေးဝင်လူမျိုးကြပါတာကြတွေဖြစ်လို့တော့ပါတာကြတွေဖြစ်ခဲ့ရင်ကုသိုလ်အရာနဲ့မြည်ပြီးမူတည်ပြန်ရင်သားတွေကအမြမွေတော့ဒုက္ခရာဒုက္ခရတော့ဘသူနာအရွေးမားတဲ့ကိုပဲနာဒါကြောင့်ပေါ်တန်မတွေးနဲ့အိမ်တောင်အရေးကြီးတယ်ကွယ်အဲ့လိုမျိုးလေးပေါ့နော်အိမ်တောင်ဘက်ရွေးချယ်တဲ့နေရာမှာလည်းတိတ်ကိုအရေးကြီးပါတယ်အဲ့လိုပြောမယ်ဆိုလို့ရှိရင်အမားတို့ချစ်တဲ့အမေစုတီလူမျိုးခြားတော့မှန်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဘာသာတရားပေါ်မှာဘလောက်တစ်ချိကိုင်းဆိုင်နေဆိုလို့ရှိရင်ကိုယ်တွေတောင်နားမလဲတဲ့ပါဠိဘာသာကိုတောင်မှပြောပြနိုင်အင်္ဂလိပ်လိုပြန်ပြီးတော့ပြောပြနိုင်တဲ့အဲ့လိုမျိုးပုံပုံမျိုးကိုအမေစုကရွေးချယ်တာပါရှင်။ဒါကြောင့်မို့လို့အရန်လေးစားရတဲ့အရန်မျက်နှိုးရတဲ့အမေစုပါနော်။အားကြောင့်မို့လို့သားတို့သမီးတို့မောင်လေးညီမလေးတွေအားလုံးကိုလည်းဘဟုတုတလေးရစေခြင်းလို့အမကနေပြီးတော့မျှဝေပေးတာပါနော်။ဒီအန်တီရဲ့ TikTok ထဲမှာဝင်ပြီးတော့တငယ်ချင်းလောက်ရတာဘာမှအကျိုးမရှိဘူးလို့မထင်ရလေအောင်လို့ပေါ့နော်။အကျိုးလေးတစ်ခုခုရသွားရအောင်လို့မိတ်ဆွေဖွဲ့ချင်းအားဖြင့်ဝမ်းသာလို့ပီတိဖြစ်လို့ကျေးဇူးဆက်တာပါ